Head Knowledge ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်ရုတ်တရက်နှလုံးရက်ခြင်းအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရုတ်တရက်နှလုံးရက်သွားခြင်းကအလွန်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီအခိုက်အတန့်ဟာအလွန်အန္တရာယ်ရှိလာသလိုအချိန်ခဏလေးအတွင်းမှာပဲအသက်ဆုံးရှုံးနိုင်တာအကြောင်းလည်းဖြစ်ပါတယ်။နှလုံးမှာရှိတဲ့သွေးလွှတ်ခန်းတွေကအထင်ကိုမဲစွာခုန်လာပြီးတော့နှလုံးစီးချက်မှန်မှန်ဖြစ်လာပြီးတဲ့နောက်မှာတော့နှလုံးတစ်ခုလုံးအခုံရက်သွားရတာလည်းဖြစ်ပါတယ်။တကယ်လို့တင်ကိုယ်တိုင်ဒါမှမဟုတ်သိရှိမှလူတစ်ယောက်နှလုံးခုန်ရက်သွားရင်သို့မဟုတ်ရက်သွားတာတွေ့ခဲ့ရင်တင့်အနေနဲ့ဘယ်လိုလှုပ်ဆောင်ပေးတယ်လဲဆိုရင်လူတဦးဟာရုတ်တရက်နှလုံးရက်တဲ့လက္ခဏာတွေပြလာတာကအရေးပေါ်အသက်ကယ်ကုသခြင်း CPR နဲ့လူနာတင်ရင်အရင်ဆုံးခေါ်ရမှာလည်းဖြစ်ပါတယ်။အုံနောက်အတွင်းအောက်ဆီဂျင်ပြတ်မသွားအောင်အရေးပေါ်အောက်ဆီဂျင်ပေးဖို့ကိုလှုပ်ဆောင်ပေးတင်ပါတယ်။နှလုံးသွေးကြောရက်ခြင်းမှာနှလုံးခုန်ခြင်းကသွေးဆဲတွေစုဝေးလာခြင်းကိုဖြစ်စေနိုင်ပြီးတော့အုံနောက်ကိုသွားတဲ့သွေးကြောတွေပိတ်ဆို့ခြင်းလေဖြတ်ခြင်းကိုဖြစ်စေနိုင်တာလည်းဖြစ်ပါတယ်။နှလုံးဟာလက်သီးဆုံးများရှိပေမဲ့သူ့ရဲ့အံ့ဩဖွယ်ကောင်းတဲ့လှုပ်ဆောင်ချက်မှာဒီနေ့ကိုအကြိမ်ပေါင်း3သိန်းနဲ့အထက်ဘဝတန်တစ်လျှောက်မှာပြင်းပြအကြိမ်ရင်တန်3000လောက်ခုန်နိုင်ပါတယ်။နှလုံးရဲ့လှုပ်ဆောင်ချက်ကတော့အသက်ရှင်သန်မှုအတွက်လိုအပ်တဲ့အောက်ဆီဂျင်နဲ့အာဟာရဓာတ်ကိုသွေးကနေသဆင့်ခန္ဓာကိုယ်အနှံ့သယ်ဆောင်နိုင်မှုအတွက်ညှိထုတ်ပေးခြင်းပဲဖြစ်ပါတယ်။တကယ်လို့နှလုံးမှာချုပ်ရင်းချက်ပြဿနာရှိရင်ပင်ပန်းနှွမ်းနေခြင်းအသက်ရှူမဝခြင်းခြေထောက်ရောင်ခြင်းနဲ့အချို့လူတွေမှာဆိုရင်ထိုင်ရက်နဲ့ဖြစ်စေအိတ်ချင်လာခြင်းကိုခံစားလာရပါလိမ့်မယ်။ရုတ်တရက်နှလုံးရက်ခြင်းရဲ့ရှေ့ပြေးလက္ခဏာတွေကတော့ရင်ဘတ်နာကျင်မှုတွေဖြစ်နေမယ်။ရင်ဘတ်ထဲကတင်းကျပ်ချက်ဖြစ်မယ်။မေးရိုးလဲပင်နဲ့လက်ကျင်ခြင်းနောက်ကျောကျင်ခြင်းနဲ့အထက်ဝမ်းပိုက်အတွင်းနာကျင်မှုခံစားရခြင်းနှလုံးခုန်တော့အလွန်များခြင်းနဲ့နှလုံးခုန်တော့အလွန်နှေးခြင်းရင်တုန်ခြင်းအားနေခြင်းအသက်ရှူမဝခြင်းတို့ကိုခံစားရပါတယ်။ဒီလိုလက္ခဏာတွေကိုခံစားနေရပြီဆိုရင်တော့လုံးဝမပေါ်စားသင့်ပါဘူး။ဆရာဝန်နဲ့တိုင်ပင်ပြီးအများဆုံးပြသသင့်တာလည်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့နှလုံးရောဂါဟာရုတ်တရက်အသက်အန္တရာယ်ကိုရှိနိုင်တဲ့အပြင်အသက်အန္တရာယ်ကိုဆုံးရှုံးစေနိုင်တာကြောင့်လုံးဝမပေါ်စားသင့်ပဲဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှပြသသင့်ပါတယ်။ဒါကြောင့်တဲ့အနေနဲ့နှလုံးရောဂါနဲ့ပတ်သက်တဲ့အထက်ပါရောဂါတစ်ခုခုကိုခံစားနေရပြီဆိုရင်ဆေးရုံဆေးခန်းကိုအများဆုံးတွားရောက်ပြီးတော့ဆေးဝါးတွေကိုစနစ်တကျတောက်သုံးဖို့နဲ့လိုအပ်ပါကကွဲစိတ်မှုကိုပါခံယူသင်ကြောင်းကိုအကြံပြုတင်ဆက်ပေးလိုက်ပါတယ်ရှင်။အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တွေလည်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။